ဆိုတော့ Star City ဂိတ်ကိုရောက်တော့မှာဖြစ်ပါတယ်ဟုတ်မှာဘုရားတို့လည်းရောစားပဲကြီးမှာစားပဲကြီးအော်ဒါတော့တော်တော်လေးကြီးတော့တော်တော်လေးကြီးပါโอเคပါ hello ရှုနေတယ် hello တိုက်ရိုက်နေတယ်တယောက်တယောက်ပြန်လဲရိုက်နေတော့ဖြစ်ပါတယ်ကြောက်နေတယ်ရိုက်နေကြတာပါ Star Ferry နဲ့ကျွန်တော်ဟိုဘက်ကန်းကိုကူမှာဖြစ်ပါတယ်ဆိုတော့ Star City ဂိတ်ကိုရောက်တော့မှာဖြစ်ပါတယ်ဘုရားတော့โอเคပါနေပြီခင်ဗျာကျွန်တော်ဂိမ်းမှာ register လုပ်ပြီးတော့စစ်စစ်မြင်ပြီးတော့ကျွန်တော်ဆက်နေမှာဖြစ်ပါတယ်အလျာတော့ black ပဲပါhello ရှုနေတယ်ဒီလိုလောက်ရောက်အေးယောဒီပါလေStop it. Yo, okay. Yo. Don't not tell you. Phải. Don't tell you đi, xin nghe, xin nghe là thật. Đúng không? Đâu, đó là thế nào? Hello. Cái này là gì?
ကျွန်တော် Hello hello တိုက်ရိုက်တောက်တယောက်ရောက်တယောက်ပြန်လဲရိုက်နေရတယ်သူကအဲ့ဒါဒီရိုက်နေလာပါပြန်ပြန်ရိုက်နေကြတာပါ ပြင်းပြေစပိန်ထွက်စီးတာပဲကြောက်တန်းနေပြီးတော့နော်အေးယောhello ပါ hello ပါ break time ဆက်ပြီးတော့ကျွန်တော်ဆက်အောင် break time ဒီနေ့ရတာဖြစ်လို့ ကျွန်တော်တို့ဒီဘယ်လောက်ရောက်သွားပြီလဲ21ကီလို21ကီလိုလောက်ရမ်းလာတယ် တော့ပြေးတယ်နည်းလေးတော့ပြေးတယ်အခုဆိုလို့ရှိရင်တော့ကျွန်တော်တို့နှစ်ယောက်ဒီ Starberry Cake ကိုရောက်ပြီပေါ့နော်Starberry သူ့ရဲ့ဒီလက်မှတ်တွေပါမမေးခင်မှာမရှိမှာပဲရာသီဥတုလည်းကောင်းပြီး view တွေကလည်းလာတော့ကျွန်တော်ဆက်ပြီးဆွဲတက်ပုံတွေရိုက်ကြတယ်ပေါ့နော်ကီလို20လောက်နေပြီးတဲ့အချိန်မှာတော့ကျွန်တော်အောင်ပွဲခံလိုက်တယ်ပေါ့ ဘုတ်ထောင်ရောက်မှာ Starberry နဲ့ကျွန်တော်ဟိုဘက်ကန်းကိုကူမှာဖြစ်ပါတယ်ဒါကတော့ Starberry ထွက်တဲ့အချင်းစည်းလေးတွေဖြစ်ပါတယ်ကျွန်တော်တို့အချိန်မတည်ပြသွားတော့ကြတော့ကျွန်တော်တို့နောက်ကျသွားတယ်ပေါ့နော်2နာရီတုန်းမှတင်မောကပြန်ထွက်မယ်ဆိုတော့ကျွန်တော်တို့အဲ့မှာပဲ1နာရီလောက်အချိန်အဲ့မှာပဲဖြုံးလိုက်ရတယ်ပေါ့နော်ကျွန်တော်ရောက်တော့တာ12နာရီ40လောက်မှရောက်ပါတယ်ရောက်သွားတော့ကြတော့မိနစ်40လောက်နောက်ကျသွားပါထွက်တဲ့အချိန်ကတော့12နာရီလို့ထွက်တာဆိုတော့နောက်တစ်ချိန်ကကျွန်တော်2နာရီတုန်းမှပြန်ထွက်မယ်ဆိုတော့ကျွန်တော်တို့1နာရီကျော်လောက်1နာရီမိနစ်20လောက်အဲ့မှာပဲစောင့်နေရလဲပေါ့နော်နေ့လေစာလည်းမစားသေးတော့ကျွန်တော် Star City နေမှာပဲနေ့လေစာစားရင်းနဲ့ပဲအချိန်ဖြုံးလိုက်တယ်ဗျဟုတ်ကဲ့ဒါဝိုင်းကီကိုမှာပေါ့နော်ဒီ Star City တွေကဆိုင်မှာကျွန်တော်ဂျီဝန်စားရဖြစ်ပါတယ်တင်မောကလည်း2နာရီတုန်းမှထွက်မယ်ဆိုတော့အချိန်ရတယ်နေ့လေစာဝင်စားလိုက်တော့ စင်ပြေလားနင်းရတာဘယ်လိုလဲ နင်းရရှယ်ပဲကျိုးတွေပေါ့တယ်မနေ့ကကျွန်တော်ထွက်လာအချိန်ဒီရောရတာရနေတာရဒီဘက်ကောင်းနေဆိုထွက်လာပါတော့ဒီ Star City ရဲ့ရောက်ပြန်ကြပါပဲဘောကဆွာပါလီရောရာဒီမူရွာလည်းပြောကောင်းပါလေမောပြီးတော့မိုးလေးရလေးရွာနေတော့ကျွန်တော်တို့ကမှရာဒီအေးနေပါဗျာနေ့လေသာလေးစားလိုက်တယ်စားရင်လည်းစကားရေးပါပြောရင်လည်းတော့ပြီးဖုန်းပြီးတော့တနားရီလောက်ချိန်ဖြိုးပြီးတဲ့နောက်မှာတော့ကျွန်တော်တို့ဂိတ်ကိုပြန်သွားခဲ့တယ်ပေါ့နော်ဒီ Starberry Cake ကိုသွားပြီးတော့ကျွန်တော်တို့လက်မှတ်တွေပါပြီးဝယ်ပြီးတော့သူ့ရဲ့ဒီနေတာကျွန်တော်တို့ရောက်သွားတဲ့အချိန်မှာတော့2နာရီမထိုးသေးဘူးပေါ့နော်10မိနစ်လောက်လို့ဆိုကျွန်တော်တို့10မိနစ်လောက်အမှပဲတပ်ပုံတွေပါရိုက်ပေါ့နော်တပ်ပုံတွေတယောက်တည်းလဲတပ်ပုံတွေရိုက်ကြတယ်ရိုက်ပြီးတော့ကျွန်တော်တို့အမှပေါ့နော်တင်မောလာတဲ့ချိန်ကျတော့တင်မောဖို့တက်ပေါ့နော်ကျွန်တော်တို့ Starberry ကိုရောက်တော့2နာရီထိုးပြီပေါ့နော်2နာရီထိုးတဲ့အချိန်မှာရာသီဥတုကလည်းတာရတယ်နေရလည်းမပူဘူးဗျာတော်တော်လေးအဆင်ပြေတယ် ဒီလိုရိုက်ထားမယ်လေဒီမှာဂျိုသားနှစ်ကောင်ကတော့ဟိုမှာအောက်မှာလိုက်စီးနေတယ်ဟေးလက်ပြပါ ဒါ Star City ကနေပြီးတော့ Starberry ထွက်လာပြီ
ဟုတ်တာနေပေါ့နှစ်ချက်ထိုးထွက်တာနော်ဘယ်တော့နှစ်ချက်ထိုးထွက်တာနော်နှစ်ချက်ထိုးထွက်တာအခုဒီမှာစီးနေတာဒါတူတူပါတဲ့တူတူလေးပါအေးယောစီးနေရိုင်သွားတယ် ရန်ကုန်မြို့ပေါ့နော်တန်လီမြို့ပေါ့နော်ဘိုးရင်ချောင်းပေါ့နော် ပဲခူးမြစ်ပဲခူးမြစ်ပေါ့နော်ဒါကျွန်တော်တို့အေးယောစားပါနော်ကျွန်တော်ဆက်ပြီးတော့ခီးဆက်အောင်ပဲဆက်ပြီးခီးဆက်အောင်ကျိုးသားနှကောင်ဟိုအောက်မှာကျိုးသားနှကောင် ထွက်နေရပါကျွန်တော်တို့ဒါကျွန်တော်တို့နှစ်ယောက်ရဲ့အများဆုံးနင်းတဲ့ဒီလိုပေါ့နော်ကျွန်တော် beginner နှစ်ယောက် beginner နေရောဒါကျွန်တော်ရဲ့ beginner ဒါဘီလိုကီလိုဆိုဘယ်လောက်ရှိမလဲကျွန်တော် ကျွန်တော်နင်းတာ20ကျော်ပဲရှိသေးတယ်20ကျော်အသွားပြန်ဆိုရင်တော့40 50လောက်ပေါ့ ဘာပြန်တော့50လောက်အခုကဟဲမဲ့သွားဝင်မှာဖြစ်ပါတယ်ကျွန်တော်ညီလေး black pit ဟဲမတ်တော့ဝင်ပါပါဟဲမတ်နဲ့ဟဲမတ်ပါကျွန်တော်တို့ star ပဲကြီးကနေပေါ့နော်အဲ့ဒီကနေစိတ်ကနေမှကျွန်တော်ပို့တောင်းအောင်7မိနစ်နဲ့ရတယ် Brian ဆိုင်ရောပေါ့နော်သူကျွန်တော်နေရဟင်းမဝေးမှာဖြစ်တဲ့ဟင်းမဝေးပြီးတော့ကျွန်တော်လည်းလိုအပ်တာလေးဝယ်ပြီးတော့ကျွန်တော်နေရောက်ပြန်လာခဲ့တာဖြစ်ပါတယ်ကျွန်တော်တို့နေနဲ့ဒီကတော့60ကီလိုမီတာတော့တယ်60ကီလိုမီတာပေါ့နော်ကျွန်တော်တို့ပြီးခေလာလေးဆိုကြတော့ခီတယောက်ကတော်လေးကိုနားလိုက်နေလိုက်နဲ့နေတဲ့ခီးစိတ်လေးတစ်ခုပါမိုးကလည်းရွာနေတော့ပြင်မန်းနေလို့မခံစားဘူးเนาะနားလိုက်နေလိုက်နဲ့ကျွန်တော်တို့ကြောက်ပြီးတော့နော်